ဒါနနဲ့လည်းနိဗ္ဗာန်ရတယ်ဘာကြောင့်နိဗ္ဗာန်ရတယ်လဲတဲ့သူတို့လှူတဲ့ဒါနကကံပြတ်အောင်လှူတာဓမ္မဒါနဘယ်လိုလှူလဲတဲ့ယုံနာတွေကိုဖြစ်တာတွေပြက်တာတွေကိုတင်ပြီးလှူလိုက်တဲ့ဒါနကမှအဲ့ဒီဒါနကချီနှင်းမိတဲလိမ့်မယ်ဒါနမှုတစ်ခုပြုလိုက်တဲ့ဩမြင်လိုက်တဲ့ဥစ္စာကလည်းရုပ်ပါလားဓာတ်ကြီးလေးပါလားငါအလှူကပုဂ္ဂိုလ်ကလည်းယုံနာပါလားငါလှူတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားအလှူကပုဂ္ဂိုလ်ကလည်းမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားငါလှူခြင်းတဲ့ပုဂ္ဂိုလ်လှူခြင်းတဲ့စိတ်ကလေးကလည်းခဏဖြစ်ပြီးခဏပြက်ပါလားငါလှူခြင်းတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားမမြဲပါလားဖြစ်လိုက်ပြက်လိုက်ပါလားဆိုအဲ့ဒီနေရာမှာဖြစ်တာပြက်တာကိုယုံနာကိုတင်လှူလိုက်တဲ့ပညာနဲ့တင်လှူလိုက်တဲ့ဒါနကနိဗ္ဗာန်ကိုချီးနှင်တက်လိမ့်မယ်ဒါနကဘယ်ဒါနလဲတဲ့ဓမ္မဒါနပြုနိုင်ပြီဘယ်ဒါယုံနာတို့ဤဖြစ်တာပြက်တာသဘာဝတရားတွေကိုတင်ပြီးတော့အလှူကပုဂ္ဂိုလ်ကလည်းပြက်လိုက်ယုံနာပါလားလှူပွဲဝတ္ထုကလည်းယုတ်ပါလားငါလှူတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားပြက်လိုက်ပါလားမမြဲပါပဲလားလို့အဲ့ဒီလိုယုံနာကိုဖြစ်ပြီးပြက်တာနောက်အတိတ်ကိုမတွေးတော့ဘူးပြစ္ဆုတ်ပံကိုလှူလိုက်တာပဲအဲ့ဒီလိုပြစ္ဆုတ်ပံလှူလိုက်တဲ့ပုဂ္ဂိုလ်ကြတော့ဒီဒါနာကဓမ္မဒါနခေါ်တဲ့အဲ့ဒီဒါနာကနိဗ္ဗာန်ချီးနှင်းတယ်လိမ့်မယ်တဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်